တော့ပုတ်ပြီးနဲ့မင်းကြော်နဲ့လုံးဝရှယ်ပဲတော့ပုတ်ပြီးကတော့နည်းနည်းကြိုက်တယ်ဒီကတော့ဖောက်ဆွဲထည့်ရင်ပူကြိုက်တယ်ဗျရဲနေ Hangover rom. 하고 이런 뭐예요 너 Bombap. 네 볶음밥 인도 Igo 지금 나 인도 마로 해 이거 인도 마로 다음에 이거 인도 마로 해 이거 뭐예요 이거 오뎅. 오뎅 맞아. 오뎅 오뎅하고 그리고 떡볶이. 떡볶이 한국말로 써 미얀마 이름 없어요? 그 디네로 떡볶이네 저도 쏘여봤네 떡볶이네ဒီမှာလည်းပုံပုံကြော်ထားပြီးလိုက်ကြည့်ပါအောင်ဗျရုပ်ကသဘောကြီးကြားနေကျွန်တော်ဗီဒီယိုရိုက်တာမကြည့်ပါဘူးဟင်းရတယ်ဗျာဟဲ့ဟမ်းမဟဲ့ဟင်းရတယ်ကြက်ဝူတခြားအပြည့်နေတယ်ဒီမှာဗျာကျွန်တော်တို့ကြက်ဝူကြော်ပေးထားတယ်ကြည့်ပါအောင်ဗျာကြိုက်တယ်လို့ဆိုဘယ်လောက်တောင်ဒီအစားစားအားပြည့်မလဲဆိုစဉ်းစားကြည့်လိုက်ရအောင်ပြီးလို့တော့ကျွန်တော်တို့ညနေစာပေါ့ဗျာကိုရီးယားအစားစားတော့ပုတ်ပြီးကြက်ဝူနဲ့ပြီးလို့ရှိရင်ပေါင်မုံကြော်နဲ့ကျွန်တော်မြန်မာပြည်မှာဆိုဒါပီရှုထမင်းပုံစံမျိုးပေါ့တော့စားလို့ကောင်းတယ်အကုန်လုံးကမြန်မာဗျာစားပြီးွားပြန်တော့လဲပါဆယ်တွေထည့်ပေးလိုက်တယ်ကျွန်တော်တို့မိဖို့ကြောင့်အီမိုကတာသဘောကောင်းတယ်ဗျကျွန်တော်တယောက်ထည့်ပေးရမို့လူတိုင်းအောင်ပေးတယ်ဗျအဲ့လိုညနေကြလို့ညကြဘိုက်ဆောင်မှာအာလူကြော်လေးလည်းထည့်ပေးလိုက်ပါဗျဒီအာလူကြော်လည်းစားလို့ကောင်းတယ်မှုေးနေတာဒီအာလူကြော်လေးစားလိုက်